အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ရဲဘော်ကိုပဲဖြစ်ပါတယ်ခင်ဗျာတပုံဆိုတဲ့စကားလုံးကိုကြားလိုက်တာနဲ့မိတ်ဆွေတို့ရဲ့စိတ်ထဲမှာဘလို့ပုံရိပ်တွေပေါ်လာတာမျိုးလဲလက်နက်ကင်ဆန့်ကျင်တဲ့သူတွေလားဒါမှမဟုတ်စီကံဖောက်ဖျက်နေသူတွေလားလူများစုအတွက်ကတော့တပုံဆိုတာအလို့လက္ခဏာဆောင်တဲ့ရှောင်ရှားရမယ့်အရာတစ်ခုလိုဖြစ်နေတတ်ပါတယ်ဒါပေမဲ့ဒီကနေ့မှာတော့ကျွန်တော်တို့အဲ့ဒီရှိတော့ကနေခဏလောက်ခွာပြီးတော့တပုံဆိုတဲ့အတိတ်ပဲကိုအပြည့်သဘောဆောင်တဲ့အမြင်နဲ့ကြည့်ကြရအောင်ပါလူသမိုင်းမှာကောင်းမွန်တဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်စေခဲ့တဲ့တပုံတွေရဲ့အခန်းကဏ္ဍကဘယ်လောက်အရေးကြီးလဲဆိုတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ကဲဒါဆိုအရင်ဆုံးတပုံဆိုတဲ့အတိတ်ပဲကိုကြည့်ကြရအောင်ပါအစင်လာရတော့တပုံဆိုတာလက်ရှိအစိုးရအာဏာပိုင်တွေကိုစန့်ကျင်တိုက်ခိုက်သူဒါမှမဟုတ်လက်နက်ကင်နည်းနဲ့တွန်းလှန်သူလို့ဖွင့်ဆိုကြပါတယ်စစ်ရေးအရာပုံကံမှုမျိုးကိုရည်ညွှန်းတာမျိုးပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီဗီဒီယိုမှာဆွေးနွေးခြင်းနဲ့တပုံဆိုရဲ့အတိတ်ပဲကကျေပြတ်ပါတယ်တပုံဆိုတာလက်ရှိထုံးတမ်းစင်လာအတိုင်းလက်ခံထားတဲ့အတွေးခေါ်တွေစနစ်တကျမဟုတ်တဲ့စီးမြင်တွေကိုသဘောမတူပဲပြောင်းလဲဖို့ကြိုးစားတဲ့သူတွေလို့အတိတ်ပဲဖွင့်ကြပါတယ်သူတို့ဟာလက်နက်ကင်တစ်ခုတည်းကိုပဲမဟုတ်ပဲစိတ်ကူးအတွေးခေါ်ဒါမှမဟုတ်အမှုပညာနဲ့တောင်ပုံကန်နိုင်ကြပါတယ်ဘာပဲဖြစ်ဖြစ်တပုံဟာလက်ခံထားတဲ့အခြေအနေတွေကိုနိုးလို့ပြောရတဲ့တတိရှိဖြစ်ပါတယ်သမိုင်းကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့အခုလေးစားနေရတဲ့တော်လှန်ရေးကောင်းဆောင်တွေနိုင်ငံကိုတည်ထောင်ခဲ့သူတွေဟာသူတို့ခေတ်ရဲ့အာဏာပိုင်တွေရှိမှတော့တပုံတွေသာဖြစ်ခဲ့ပါတယ်ဥပမာဆိုလို့ရှိရင်အမေရိကန်လွတ်လပ်ရေးစစ်ပွဲကဂျော့ဝါရှင်တန်ကိုဗြိတိရှတွေကတပုံလို့သတ်မှတ်ခဲ့ကြပါတယ်ငင်းချမ်းစွာပုံကန်ခဲ့တဲ့မဟတ္တမဂန္ဒီကိုလည်းကြည့်ကြည့်ပါပိုလိုနီစနစ်ကိုအကြမ်းမဖက်ပဲဆန့်ကျင်ခဲ့တဲ့တပုံမှာသူတို့ရဲ့လုပ်ရက်တွေကပဲနိုင်ငံတွေရဲ့လွတ်လပ်ရေးနဲ့တရားမျှတမှုကိုဖော်ဆောင်ပေးခဲ့တာပါလူမျိုးရေးဘက်ကိုကြည့်မယ်ဆိုရင်လည်းအတူတူပါပဲမာတင်လူသာကင်းဂျူနီယာဆိုရင်အမေရိကန်လူမျိုးရေးခွဲခြားမှုစနစ်ကြီးကိုဆန့်ကျင်ခဲ့တဲ့တပုံတစ်ခုဖြစ်ခဲ့ပါတယ်ဘူဆာပတ်ဟာစကားပေါ်ကခွဲခြားတဲ့ဥပဒေကိုနာခံဖို့ညှဉ်းဆန်ခဲ့ခြင်းအပြင်လူမှုဖိနှိပ်မှုတစ်ခုကိုအငြိမ်ဆုံးနဲ့အထီးအောင်ဆုံးပုံကန်ပြခဲ့ပါတယ်ဒီတပုံနေတော့မရှိရင်ကျွန်တော်တို့ရဲ့လူဖွဲ့စည်းဟာဒီကနေ့လိုတိုးတက်ပြောင်းလဲလာမှာမဟုတ်ပါဘူးဒီပုံကန်မှုတွေဟာနိုင်ငံရေးနယ်ပယ်တစ်ခုတည်းမဟုတ်ပါဘူးအမေခေါ်တဲ့သိပ္ပံပညာမှာလည်းတပုံတွေဟာရေးပါတဲ့ခန်းကဏ္ဍကပေါင်ခဲ့ကြပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကဘာကြီးဟာစัจ java လာရဲ့ဘဝလို့လူတိုင်းလက်ခံထားကြတယ်ဒါပေမဲ့ဂါလီလီယိုလိုသိပ္ပံပညာရှင်ကလက်ခံထားတဲ့အယူဆကိုပုံကန်ပြီးတော့နေကဒါဘဝဆိုတဲ့အမှန်တရားကိုရဲရဲဝံ့ဝံ့ထုတ်ဖော်ခဲ့ပါတယ်သူဟာအာဏာပိုင်တွေရဲ့ဖိအားပေးမှုကိုခံခဲ့ရပေမဲ့တပုံရဲ့အတွေးခေါ်ကပဲသိပ္ပံတိုးတက်မှုကိုဆက်လက်ဖြစ်ပေါ်စေခဲ့တာပါဤပညာနယ်ပယ်မှာလည်းဒီလိုပါပဲစစ်တီကျော်ဟာစီးပွားရေးနဲ့ဤပညာရဲ့အစင်လာပုံစံတွေကိုချိုးဖျက်ခဲ့တဲ့တပုံတူပါသူ့ရဲ့တီထွင်ဖန်တီးမှုစိတ်ဓာတ်ကပဲကျွန်တော်တို့ရဲ့လက်ရှိကမ္ဘာကြီးကိုလုံးဝပြောင်းလဲပေးခဲ့တာပါစစ်မှန်တဲ့တိုးတက်မှုဆိုတာလက်ရှိအခြေအနေကိုမေးခွန်းထုတ်ရတဲ့တပုံစိတ်ဓာတ်ကနေစတင်တာပါပဲဒါဆိုရင်အပြီးသဘောဆောင်တဲ့တပုံတယောက်မှာဘယ်လိုကုန်တတိတွေရှိနေလဲဆိုပြီးမေးရရှိပါတယ်ကျွန်တော်အမြင်အရချက်၄ချက်ရှိပါတယ်ပထမဆုံးကတော့ရဲရင်ချင်းပါပဲအာဏာရှင်ကိုဆန့်ကျင်ဖို့လူများစုရဲ့အမြင်ကိုဆန့်ကျင်ဖို့ဒါမှမဟုတ်မိသားစုအစဉ်လာကိုတောင်ချိုးဖျက်ဖို့ဆိုတာခွန်အားနဲ့တတိလိုအပ်ပါတယ်ဒုတိယကတော့ဝေဖန်ပိုင်းခြားနိုင်စွမ်းပါဘာမဆိုအလွယ်တကူလက်ခံမထားပဲအမြဲတမ်းဘာလို့လဲလို့မေးခွန်းထုတ်ထခြင်းပါပဲဒီလိုမေးခွန်းထုတ်မှသာမတရားမှုတွေကိုမြင်နိုင်မှာပါတတိယအချက်ကမျှော်မှန်းချက်ဖြစ်ပါတယ်တပုံဟာလက်ရှိအခြေအနေကိုမကြည်နိုင်ုံတက်တက်မဟုတ်ပါဘူးသူတို့ဟာပိုကောင်းတဲ့အနာဂတ်တစ်ခုကိုမြင်နိုင်ပြီးအဲ့ဒီအနာဂတ်အတွက်စွန့်လွတ်စွန့်စားလှုပ်ဆောင်ရတဲ့သူဖြစ်ပါတယ်သရုပ်ရအချက်ကတော့တာဝန်ယူမှုပါအပြီးသဘောဆောင်တဲ့တပုံဟာသူ့ရဲ့လုပ်ရကြောင်းဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကိုတာဝန်ယူရဲပါတယ်သူတို့ဟာကိုကျိုးအတွက်မဟုတ်ဘဲပိုကြီးမားတဲ့ရည်မှန်းချက်တစ်ခုအတွက်ကျူးပန်းသူတွေပါပုံကံမှုဆိုတာလက်နက်ကင်တိုက်ခိုက်မှုတစ်မျိုးတည်းမဟုတ်ပါဘူးဥပမာဆိုရင်စာရေးဆရာတွေအမှုပညာရှင်တွေဟာသူတို့ရဲ့စိတ်ကူးနဲ့ပုံကံမှုကိုဖော်ဆောင်ကြတယ်သူတို့ရဲ့အမှုပညာတွေကလူအဖွဲ့အစည်းကိုလှုပ်နှိုးပြီးတော့ပြောင်းလဲဖို့တွန်းအားပေးပါတယ်ဒါတွေအပြင်ကိုယ်ပိုင်ဖက်ရှင်တွေကိုယ်ပိုင်ဘဝပုံစံနဲ့လူမှုရေးဖိအားတွေကိုစန့်ကျင်တာမျိုးကလည်းတပုံဝါဒရဲ့ပုံစံတစ်မျိုးပဲဖြစ်ပါတယ်တကယ်တော့တပုံတွေဟာလူအဖွဲ့အစည်းအတွက်
ရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်သူတို့ဟာရက်တန်နေတဲ့ပုံတိုးနေတဲ့စနစ်တွေကိုလှုပ်ခါပေးပါတယ်သူတို့ရဲ့ဆန့်ကျင်မှုကနေပဲလူခွင့်ရေးတိုးတက်မှုတရားမျှတမှုဆိုတဲ့အခြေခံတန်ဖိုးတွေမိုးမိုးခိုင်မာလာဖို့တွန်းအားဖြစ်စေပါတယ်သူတို့ကမရှိခဲ့လို့ရှင်ကျွန်တော်တို့ဟာဒီနေ့လိုလွတ်လပ်မှုမျိုးတိုးတက်မှုမျိုးကိုခံစားရမှာမဟုတ်ပါဘူးမိကုန်းချုပ်တွေနဲ့ပြောရမယ်ဆိုရင်တပုံဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ဟာပုံကံမှုဖြတ်သိမ်းမှုတတ်မဟုတ်ပါဘူးတပုံဆိုတာပိုကောင်းတဲ့အနာဂတ်တစ်ခုကိုယုံကြည်ပြီးအဲ့ဒီအနာဂတ်အတွက်လက်ရှိအခြေအနေကိုဝေဖန်ပိုင်းခြားပြီးရဲရဲဝင့်ဝင့်ပြောင်းလဲရင်ကြိုးပမ်းတဲ့သူတွေဖြစ်ပါတယ်သူတို့ဟာကဘာကြီးကိုလှုပ်ခါပေးပြီးတော့ပြုပြင်ပြောင်းလဲမှုတွေကိုဥဆောင်ခဲ့တဲ့သူတွေဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့မြန်မာလူငယ်တွေအတွက်အကောင်းဆုံးပုံစံမှုပုံစံကရောဘယ်လိုပုံစံဖြစ်မလဲမိမိကိုယ်ပိုင်နိုင်ငံရေးအသိပညာဝေဖန်ပိုင်းခြားနိုင်စွမ်းညှို့မှန်းချက်တွေနဲ့လက်ရှိအခြေအနေကိုတတိရှိရှိမေးခွန်းထုတ်ပါဘသူရဲ့စကားကိုမှမျက်စိမိတ်မယုံကြည်ပဲကိုယ်ပိုင်အသိဉာဏ်နဲ့စမ်းစစ်ပါဒါဟာအမှန်တရားနဲ့တရားမျှတမှုအတွက်အကောင်းဆုံးပုံကံမှုပုံစံပဲဖြစ်ပါတယ်ဒီမှာနေမဲ့ကျွန်တော်ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါရစေဒီလိုနိုင်ငံရေးဘဝတုဒ္ဒတွေအတွေးခေါ်ပိုင်းဆိုင်ရာဆွေးနွေးမှုတွေကိုနောက်ထပ်နားထောင်နေတယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားဖို့လည်းမမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာထပ်ဆုံတွေ့ကြပါမယ် peace